မင်္ဂလာပါပန်းချစ်သူတို့ရေဒါကဆိုတော့နိုင်ငံခြားချန်မဟုတ်ဘူးเนาะမြန်မာပြည်တွင်းပြည်မြန်မာတစ်ခွချန်မှာเนาะပန်း quality ကိုကြည့်လိုက်เนาะပန်း quality ပြီးတော့ပန်းဟဲပွင့်နှုန်းကိုကြည့်လိုက်เนาะ share တွေကြီးပဲเนาะ share တွေကြီးပဲတပြိုင်နက်တည်းအပင်150ရှိတာ150နဲ့150အပင်150လုံးတပြိုင်နက်တည်းပွင့်တာเนาะတပြိုင်နက်တည်းပွင့်တာเนาะယာရီပန်လည်းမဟုတ်ဘူးစိတ်တခြားကျွေးတဲ့အတွက်ဟော်မုန်းဆေးကိုတခြားကျွေးရတဲ့ဟော်မုန်းဆေးနဲ့ပန်းပွင့်ဆေးပေါ့เนาะအဲ့ဒါကိုတခြားကျွေးရတဲ့တပြိုင်နက်တည်းပွင့်တဲ့ဟာပေါ့เนาะဒါလက်တွေ့ဗီဒီယိုနဲ့ကြပြီတာစေးကျွေးနီးကိုဒီဗီဒီယိုထဲမှာလည်းရှင်းပြပေးမယ်ပြီးလို့ရှိရင်စေးကျွေးနီးအသေးစိတ်ကိုလည်းcomment ထဲမှာအမှတ်မိထားပါဗျာနော်ဒီဟော်မုန်းရဲ့အာနိသင်ကဘာလဲဆိုတော့သူကအပွင့်စင်းနဲ့တွဲကျွေးရတာဗျာအပွင့်စင်းနဲ့တွဲကျွေးရတာတရက်ထဲမှာပဲနှမျိုးကျွေးရတာပေါ့နော်မနေ့ပိုင်းကိုရေဖြန်းပြီးရတဲ့အပွင့်အထူးစေးကိုကျွေးပြီးလို့ရှိရင်ညနေပိုင်းရောက်လို့ရှိရင်ပန်းမွေးဟော်မုန်းကျွေးနောက်နေ့မနေ့မှရေပြန်လောင်းအဲ့လိုမျိုးပေါ့နော်ပန်းမွေးအထူးစေးကတော့သူရဲ့အစေးဖုံးတစ်ဖုံးကိုရေတံမှုလေးဘူးနဲ့ရောရတယ်ပန်းမွေးဟော်မုန်းကကျတော့သူ့ရဲ့အဖုံးတစ်ဖုံးကိုအေတန်3လီတာနဲ့ရောရတယ်ပေါ့နော်ပန်းမွေးဟော်မုန်းရဲ့အာနိသင်ကဘာလဲဆိုတော့အပင်တန်ပြီးတော့ပန်းမပွင့်နိုင်တဲ့အပင်တွေကိုသုံးလို့ရတယ်ပြီးရင်အခုလိုမျိုးပေါ့နော်တပြိုင်နက်တည်းပန်းတွေပွင့်စေလို့ရှိရင်လည်းဟိုကျွေးလို့ရတယ်ဗျာနော်ကျွန်တော်တို့ဟိုကြုတ်အမီလို့အခုသုံးရင်းတဲ့အချိန်ကာလကိုတွက်ချက်ပြီးတော့မှာပေါ့နော်ဒီပန်းမွေးဟော်မုန်းနဲ့သုံးလို့ရတယ်ဗျာနော်ဒါဆိုလို့ရှိရင်လည်းလက်တွေ့ပြတာအပင်150ရှိတာ150လုံးအဖူးထိုးပါတယ်100ခိုင်နှုန်းအောင်မြင်ပါရဲ့ပေါ့နော်အကျိုးရည်ဆိုလို့ရှိရင်လည်းအပင်တန်လုံးနဲ့ခက်ထိုး3ခက်ထိုးပေါ့နော်အဲ့လိုမျိုးကြီးပါခင်ဗျဒန်ဒရိုရီမှာဆိုလို့ရှိရင်ပွင့်ပြီးသားအပင်တွေကကိုပြန်ဖူးတာရှိရဗျာအဲ့လောက်ထိကိုဒီဟော်မုန်းကတော်တော်ကိုကောင်းနေဗျာနော်သုံးကြည့်ပါအပိလို့လည်းရပါတယ်ခင်ဗျတပူကို6000ပါပန်းမွင့်အထူးစင်းနဲ့တွဲသုံးလို့ရပါတယ်ဗျအပိကြပါအောင်တော့ရန်ကုန်ကနေပို့ပေးပါတယ်ဗျဆိုင်မှာကိုယ်တိုင်ကိုယ်ရလဲလာအပိလို့ရပါတယ်ဗျကျွန်တော်ရောင်းတာစေး5မျိုးရောင်းတာပေါ့နော်ကိုလိုချင်တဲ့ဟာလေး view ဝယ်လို့ရတယ်စေးညွှန်းဆိုင်ရလဲသုံးပေးပါပေးရဗျာနော်